ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူအားလုံးနဲ့တခြားကန့်သက်ထားတဲ့မြို့နယ်မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုရက်ကွက်နဲ့ရဲစခန်းထောက်ခံစာပါရှိမှကားလက်မှတ်ရောင်းပေးမယ်လို့ကားလက်မှတ်ရောင်းဌာနတွေကအွန်လိုင်းကနေတဆင့်ကြေညာပြီးတဲ့နောက်ကန့်သက်မြို့နယ်ကပြည်သူတွေကိုငွေကြေးတောင်းခံနေတယ်လို့ခီးသွွားတွေကပြောကြပါတယ်။တီဗီသတင်းပေးပို့ထားတာပါရှင်။ယခုဖေဖော်ဝါရီလကစပြီး17မြင်းဆောင်ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူနဲ့ရှမ်းမှတ်ပုံတင်ကိုင်တဲ့မြို့နယ်တချို့နဲ့စကိုင်းတိုင်းမြို့နယ်တချို့ကမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုရက်ကွက်နဲ့ရဲစခန်းထောက်ခံစာပါရှိမှကားလက်မှတ်ရောင်းပေးမယ်လို့ကားလက်မှတ်ရောင်းဌာနတွေကအွန်လိုင်းကတဆင့်ကြေညာထားတာကိုတွေ့ရပါတယ်။17မြင်းဆောင်မှတ်ပုံတင်ကိုင်ဆောင်တဲ့မြို့နယ်တိုင်း9မြင်းဆောင်မန္တလေးတိုင်းမှတ်ပုံတင်ကိုင်ဆောင်တဲ့တွေကမိုးကုတ်မြို့နယ်73မြင်းဆောင်ရှမ်းမှတ်ပုံတင်ဖြစ်တဲ့ကြောင်မဲလားရှိုးနမ်မတူကုန်းချမ်းစတဲ့မြို့နယ်တွေ9မြင်းဆောင်မှတ်ပုံတင်ကိုင်ဆောင်တဲ့မုံရွာမြောင်ရွှေဘိုစတဲ့မြို့နယ်ကသူတွေကိုကန့်သက်လိုက်တာဖြစ်ပါတယ်။ပုံမှန်တော့ခရီးသွားလာဖို့ကားလက်မှတ်ဖြတ်ရင်နိုင်ငံသားစစ်ဆေးရေးကမှတ်ပုံတင်နဲ့စမတ်ကပ်ပါရင်ကားလက်မှတ်ဝယ်လို့ရပါမယ်။ယခုလိုစာတွေထွက်လာပြီးနောက်ပိုင်းမှာတော့ရက်ကွက်ထောက်ခံစာနဲ့ရဲစခန်းထောက်ခံစာမပါရင်မရောင်းပေးတော့ဘူးလို့ကားလက်မှတ်အရောင်းဌာနတွေကပြောလာတာပါ။ကိစ္စနေပြီးတော့ကျွန်တော်တို့ဒီကိုစာပို့ထားရပေါ့နော်။သူတို့ e-line ကိစ္စကျွန်တော်တို့ပို့ထားပြီးအောင်သူတို့ကအဲ့ဒါကို information ပြန်ပေးရနေတယ်ပေးပါတင်ထားပြီးရပေါ့။ကြောင်းလို့ဆိုလို့ရှိရင်သူတို့ကပြီးလို့မရဘူးပေါ့။မှဆိုရင်မှန်ပါမယ်ဆိုရင်ကျွန်တော်တို့စာပို့ထားတယ်တက်တဲ့မြေဆောင်ပြင်မြို့နယ်မှာဆိုသူတို့ရဲ့စီးစဉ်တွေမှာကြောင်းပေးလို့မရဘူးပေါ့။တက်တဲ့မြေဆောင်ဆိုရင်ပြီးလို့မရဘူးဆိုလို့ရှိရင်သူတို့ကတင်အောင်မှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့။အခု page မှာတင်ထားလို့မျိုးအဲ့ဒီမှတ်ပုံတင်တွေမဟုတ်ဘူးဆိုလို့ရှိရင်စားလို့အားလို့ဆိုလို့ရှိရင်မှတ်ပုံတင်တွေပါရပြီ။ဒီလိုကန့်သက်တယ်ဆိုတဲ့စာတွေထွက်လာပြီးနောက်ပိုင်းမှာတော့ခရီးသွားပြည်သူတွေအနေနဲ့ခရီးသွားလာဖို့ကားလက်မှတ်ဝယ်မရမှာကိုစိုးရိမ်နေကြသလိုသွားတဲ့လမ်းတွေမှာလည်းဖမ်းဆီးခံရမှာကိုစိုးရိမ်နေကြပါတယ်။စကိုင်းတိုင်းကရဲစခန်းထောက်ခံစာပါမှလက်မှတ်ရောင်းပေးမယ်လို့သတ်မှတ်ထားတဲ့မြို့နယ်တွေကခရီးသည်တွေကိုတော့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေမှာအတင်းကျပ်စစ်ဆေးပြီးငွေတောင်းခံတာတွေရှိနေရလို့လည်းခရီးသည်တွေကပြောပါတယ်။မုံရမန်းလေးအဝေးပြေးကားလမ်းကစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုမှာမြင်းမှုမပုံတင်ကိုင်ဆောင်ထားသူ2ယောက်ကိုချင်းချောက်ပြီးငွေတောင်းခံတဲ့အကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ခရီးသည်တယောက်ကပြောပြပါဗျ။အတိပြန်လာတဲ့နေ့ရက်တော့ကောင်းလေးတယောက်ပါလာတယ်မြင်းမှုမှာဆင်းတာသူကတော့ရဲစခန်းထောက်ခံတာပါညာတော့ပါမလားအလုံးလုံးပြန်လာကြတာကိုအဲ့ဒါရောင်းပြန်မလို့ဆိုပြီးအဲ့လိုပြောတာအဲ့ဒါမင်းတို့အရာဝင်ရနေပြီးတော့ပြန်လာပြီးဘာလို့ရန်ကုန်ကားစီးလာတာမဆိုကလေးတွေကလဲတော့အဲ့နေရာကိုတော်တော်လေးပူကြတယ်သူတို့စစ်တာစီးလာပြီးတော်တော်ကြားတယ်နောက်ပိုင်းကျသူတို့အဆန်ပေးခဲ့ရတယ်တရား9000စီပေးခဲ့ရတယ်ဒီအဆန်ပေးလိုက်ဆိုတော့လုပ်ပြီးလိုက်တယ်အဲ့ကိုကြားရွယ်အန်ဒီကိုအဲ့နာလို့ပေါ့အဝေးပြေးရင်လိုင်းတွေအနေနဲ့ကားပေါ်မှာလိုက်ပါစီးနေတဲ့ခရီးသည်တွေရဲ့အချက်လက်တွေကိုစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေကိုပေးပို့ရပါတယ်။အဲ့လိုပေးပို့တဲ့လူစီရင်နဲ့ရေမော်တင်ဆောင်လာတဲ့လူတွေအတွက်ကိုက်ညီရင်တော့အထူးတွေစစ်ဆေးတာမရှိဘူးလို့ကားသမားတွေကပြောပါတယ်။ဒါပေမဲ့စစ်ဆေးရေးဂိတ်တွေမှာခရီးစဉ်ကိုမရှင်းပြတတ်တဲ့ခရီးသည်တွေအတွက်ရက်ကွက်ထောက်ခံစာနဲ့ရဲစခန်းထောက်ခံစာတောင်းခံရတာဖြစ်တယ်လို့ရေလိုင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။မြန်မာနိုင်ငံတွင်းမှာတော့ပုံနေနဲ့တော့ကြီးသွားတာလို့ရတယ်။ဒါပေမဲ့တချို့နေရာတွေမှာတွားရတဲ့အကြောင်းရင်းကိုကြီးသွားဆိုင်ရာထောက်ထားလေးတွေနဲ့လည်းပြောပြရတာရှိတယ်။ရှိတဲ့အခါမှာတချို့နေသားလေးတွေကျတော့ကြီးသွားဆိုင်ရာထောက်ထားကိုပြောပြနိုင်ခြင်းမရှိတဲ့လူတွေကြတော့သူတို့လွယ်တကူလေးပေါ့။ကျွန်တော်တို့ဒီကတောင်းခံခြင်းမရှိပေမဲ့လည်းသူကလည်းသူခီးတဲ့စိတ်ဖြစ်ဖို့ယူလာကြတာရှိရလေ။ဓမ္မနဲ့ဒါပါမှဒီလိုသွားရမယ်ဆိုတဲ့နေသားမျိုးတော့မဟုတ်ပါဘူး။သူတို့ကြစစ်သေးတာတော့မရှိပါဘူး။ပုံမှန်တိုင်းပဲရှိတယ်။စိတ်planလေးတွေကိုတကယ်ပို့ရတာရှိတယ်။လူကြီးတွေနဲ့လူနဲ့ကိုက်ညီလို့ရှိမရှိဒါတော့ပဲ။အခုလိုကားလက်မှတ်ရောင်းဖို့မြို့နယ်တချို့ကိုမကတ်သက်ခင်ကတည်းကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာသူတို့မတင်ငါသူတွေကိုတင်းကျပ်စစ်ဆေးနေပြီးငွေကြေးတောင်းယူတဲ့ကိစ္စတွေနေ့စဉ်ဆိုသလိုဖြစ်နေရလို့ခရီးသွားတွေကပြောကြပါတယ်။ကျမတီဗီပါ